မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျမကြံခံဖို့အတွက်ကျွန်တော်တို့ကကြိုးစားပါတယ်ဒီနေ့ဒုတိယလေ့ကျင့်ခန်းကတော့ကျွန်တော်တို့ရဲ့ကိုယ်နေဟန်တာကိုပို့ပြီးမတ်ဖြစ်စေမဲ့ Facebook လေ့ကျင့်ခန်းပါအထူးသဖြင့်ခုံးနောက်ချမ်းအတွက်တကယ်ကိုထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုပါတမန်ကိုကင်ပြီးမျက်နှာစီကိုဆွဲယူတဲ့အခါကျွန်တော်စစ်ကိုအပြင်ကိုကားတာပါဘုံတစ်ဖက်ကိုနောက်မှညှစ်လိုက်တယ်လို့ခံစားရပါမယ်။လေပင်ကြွသားတွေမနာအောင်ပခုံးကိုလျှော့ထားဖို့မမေ့ပါနဲ့။မိုင်းမဆယ်ကွန်ရှင်ကတော့လုံရေးကြည့်ပါတယ်။ဆွဲလိုက်တဲ့အခါတိုင်းနောက်ပခုံး rear desk မှာရှိတဲ့ကြွသားလေးတွေစုသွားတာကိုအာယုံထဲမှာမြင်အောင်ကြည့်ပါ။ကျွန်တော်တို့ရဲ့စိတ်ကတောင်းစင်ရင်မရပြေးလွှားနေတတ်ပါတယ်။ဒါကိုသတိဆိုတဲ့ကျိုးနဲ့ပြန်ဆွဲထိန်းတယ်လို့ပဲဒီလေ့ကျင့်ခန်းလုပ်တဲ့အခါမှာလဲစိတ်ကိုခန္ဓာကိုယ်ထဲမှာပဲမြင်အောင်ထားပါဓမ္မသာဘေးဥပဲကင်းပြီးရလက်ကောင်းပါပါမှန်ကန်တဲ့ရလက်ကိုမှန်ကန်တဲ့ကြိုးစားမှုနဲ့ရောက်ကြပါမယ်ချိန်မှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့ trainer နဲ့စင်းတကြကစားလို့သူတွေကိုလည်းကြိုးဆိုပါတယ်နောက်ဗီဒီယိုမှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျမပျော်ရွှင်ကြပါစေ